39နာရီကြာအသုံးပြုနိုင်တဲ့ဘက်ထရီနဲ့ထွက်ရှိလာတော့မယ် Redmi Pad 8 update အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ အပတ်စဉ်တိုင်းတင်ဆက်ပေးနေကြဖြစ်တဲ့ Xiaomi ရဲ့နောက်ဆုံးသတင်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုအနေနဲ့ကတော့လာမယ့် February 28ရက်နေ့မှာမိတ်ဆက်ဖို့တည်ကြသွားပြီဖြစ်တဲ့ Xiaomi 7 series Xiaomi က Leica နဲ့ပေါင်းပြီး smartphone လောကမှာအကောင်းဆုံးဖုန်းတွေဖြစ်တဲ့ Xiaomi 7 series ကိုတရုတ်နိုင်ငံမှာ China version အနေနဲ့ပြီးခဲ့တဲ့လပိုင်းတွေတုန်းကမိတ်ဆက်သွားခဲ့တာပဲဖြစ်ပါတယ်ဘက်ထရီပိုင်းအနေနဲ့ကတော့ Global version မှာပြောင်းလဲလာမှာဖြစ်ပြီး Xiaomi 7 မှာဆိုရင် 6330 mAh ဘက်ထရီနဲ့ Xiaomi 7 Ultra မှာဆိုရင်တော့ 6000 mAh ဘက်ထရီအထိပါဝင်လာမှာဖြစ်ပါတယ် Xiaomi 7 Ultra Leica Edition လည်းပါဝင်လာမှာဖြစ်ပြီး Xiaomi Pad 8 Pro Global version ကိုပါတစ်ခါတည်းမိတ်ဆက်သွားမယ်လို့သတင်းတွေရသိရပါတယ်ဒုတိယတစ်ခုအနေနဲ့ကတော့6000 mAh ဘက်ထရီနဲ့ပေါ်ထပ်လာဖို့ရှိတဲ့ Redmi A7 Redmi ကတန်ဖိုးနဲ့ဖုန်းမော်ဒယ်တွေဖြစ်တဲ့ Redmi A series ကိုအမြဲမပြတ်ထုတ်ပေးလေးရှိပြီးနောက်ဆုံးအနေနဲ့ Redmi A5 ဆိုတဲ့ model ကိုမိတ်ဆက်ထားခဲ့တာပဲဖြစ်ပါတယ်။တက်ရှိလာတော့မယ် Redmi A7 မှာဆိုရင် 6.9 inch LCD display 6000 mAh ဘက်ထရီအထိပါဝင်လာမှာဖြစ်ပြီး Android version 60 HyperOS 3နဲ့အတူပေါ်ထပ်လာနိုင်တယ်လို့သတင်းတွေရသိရပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ကတော့38နာရီကြာအသုံးပြုနိုင်တဲ့ဘက်ထရီနဲ့ထွက်ရှိလာတော့မယ် Redmi Pad 8 update မကြခင်အသစ်ထွက်ရှိလာတော့မယ် Redmi Pad 8 update ဘက်မှာဆိုရင် 485 mAh ဘက်ထရီအထိပါဝင်လာမှာဖြစ်ပြီးပုံမှန်တိုင်းအသုံးပြုမယ်ဆိုရင်38နာရီလောက်အထိစတိုက်အသုံးပြုလို့ရတာပဲဖြစ်ပါတယ်။အရောင်အနေနဲ့ကတော့ blue, black နဲ့ white ဆိုပြီးတော့အရောင်3ရောင်ပါဝင်လာမယ်လို့သတင်းတွေရသိရပါတယ်။အခုလိုမျိုးနောက်ဆုံးသတင်းလေးတွေကိုအပတ်စဉ်တိုင်းလာနေတိုင်းမှာတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်အကောင့်ကလေးကို like and follow လုပ်သွားပြီးဦးမေးရအောင်နော်။နောက်ထပ်ဗီဒီယိုလေးမှာပြည့်ကြပါမယ်ရှင်အားလုံးပဲတတား